ငါ့ကိုကျုပ်နဲ့ coffee နဲ့ပြီးရင် dead limb နဲ့နော်အဲ့ဒါလေးပြပြတယ်သူကခါမဆိုင်တော့လေဒါယောက်ျားကို main လို့လိုက်လို့ရတယ်ကျွန်တော်တို့ရင်းတော့ကျွန်တော်ငယ်တော့ဆော့ခဲ့တဲ့အတွက်အခုကြီးတော့စေကန်းထိုင်တဲ့ခါမှာဒီ back muscle တွေကောင်းလို့ထိုင်တာအဲ့တော့မျိုးသူကဟိုလေအောက်ပိုင်းအကုန်ပါတယ်ပြီးတော့တင်အတွက်လည်းပါ dread list ဆိုတာဘာမှမဟုတ်ကျွန်တော်ဒီခဏလေးဒူးကိုတော့ကျွန်တော်ပုံမှန်လေးပဲဒီနဲ့ပေါင်းနဲ့ဒီလောက်ပဲထားပြီးဒူးကိုမကွေးဘူးနောက်ကိုဖင်ပြစ်ထားတာတော့ဖင်အောင်ဆော့တာမဟုတ်နောက်ကျောင်းမှာစေကိုဆော့တာဒီလိုဖင်ပြစ်ထားကော့ထားတာနော်ပြီးရင်ဒီမှာဒီစီချကျွန်တော်မှရှိတာလေးတော့မရှိဘူးဒီစားပြီးတော့ဒီမှာသူကခါပဲတော့အောင်နော်အဲခါလဲပါတယ်နောက်တင်လဲပါတယ်ပေါင်လဲပါတယ်သူကအဲ့တော့လေးထုတ်ရတယ်အဲ့လိုအမျိုးသမီးတွေလုပ်ရင်တော့တင်လာတင်လာမဟုတ်ဒီကဖင်ပြစ်ဖို့ပဲအဲ့မှာဖင်ပြစ်တယ်လေးထုတ်တယ်မော့ထားတယ်ခါခေါ့ထားတယ်ဒါဒီ dread lift မလောက်တိုင်ခါနာလေမလောက်တိုင်ခါနာအဲ့တော့ခါနဲ့ဆိုတာမဟုတ်ကြောနဲ့ဆိုတာအောက်ထိချလေအောက်ထိချလာနေဘယ်ဒါတော့ဒီ possession ကတော်တော်လာနေခင်လေးထွက်နေဟုတ်အားလေးတော့ဒီတော့ဖြည်းဖြည်းချင်းတော့ဟိုဝိတ်တုံးနဲ့အရင်မလုံးနဲ့ရေးတမ်းဘူးတော့ကင်ဘူးတော့ကင်ပေါ့ကွာတော့ဒါပလင်းလေးကင်ပြီးမမြအောင်ဖြစ်နေတစ်ဖက်ဒီတစ်ဖက်ဒီဖင်းလေးတော့တော့ထီတယ်အဲ့ကောင်တက်ဆူဆုံးတယ်ပဲထွက်တယ်အဲ့တော့ဒီကတော့တယ်ဟော်မုန်းကြတယ်မနက်ကိုကျက်ဦးကော်ကျက် dead lift ဒါ dead lift လို့တောင်းတာဟာတော့ထီတာခါရီရောပါတယ်ဒါဆိုရင်ဒါတက်ဆူဆုံးထွက်တယ်ပြီးရင် squat ထိုင်တယ်လေဒီပါပဲ squat ထိုင်ရတယ်ခမတော့ဖင်းအောင်နောက်ပြည့်ခွင့်လွတ်တယ်တောင်းမှမနေနဲ့squat ထိုင်နေဆိုလည်းအဲ့ဒါပဲကဲဒီဒူးလေးဒရင်းကိုရအောင်ဒါထားမယ်တော့ခက်တာအမရှိမှာဟိုလေးရှိခိုင်းတော့ကောင်းတယ်ဒီလိုမျိုးလေးနော်ဒါဒါများတော့ဖင်ပြစ်ထိုင်ရတာအဲ့တော့ဒါတော့ထိုင်ပေါ့အဲ့လိုမချိန်ကြလို့ရှိရင်အနောက်မှာခုံတလုံးပေါ့ဟိုရဒီခုံတလုံးထားလိုက်ဒီခုံတလုံးထားလိုက်ထားလိုက်အဲ့လိုမထိုင်နဲ့လေခုံကိုထိအောင်တော့ပဲโอเคဒါရောပြန်ထုတ်တဲ့ချိန်မှာလေထိုးရတာကျွန်တော်စီးရတိကျရုံမဟုတ်ဘူးပါစံထွင်ရလည်းမဟုတ်ဘူးဒါပေမဲ့ဒီလိုလုပ်ရင်ကိုနေကောင်းတယ်ဒီကခါမနာတော့မင်းမလို့